Rosero Yungzo, Tandra Mamane, English Lutako Palamebono. The last leaf. To Greenwich Village, which is a section of New York City. Many people came who were interested in art. They liked the bohemian life of the village and they enjoyed living among so many artists. The buildings and apartments were often very old and dirty, but this only added to the interest of the place. Who were interested in art. Many people, which is a section of New York City. New York မြို့ရဲ့စိတ်ပိုင်းတစ်ခုဖြစ်တဲ့ to Greenwich Village Greenwich ရွာကို came လာရောက်လည်ပတ်ကြပါတယ် They like the bohemian life of the village and သူတို့ဟာရွာရဲ့အင်ချီမက်နေထိုင်မှုဘဝပုံစံကိုကြိုက်နေတဲ့ကြပြီး They enjoyed living among so many artists ပကြီးစရာအများကြားနေထိုင်ရတာကိုဝေလျော်ကြသူတွေဖြစ်ကြပါတယ် The buildings and apartments were အဆောက်အဦနဲ့တိုက်ခန်းတွေဟာ often very old and dirty အတော်များများဟောင်းနွမ်းညှင်းပနေပြီ But this only added to the interest of the place ဒီရာကပဲဒီနေရာကိုစိတ်ဝင်စားစရာတွေဖြစ်စေတာပါဆိုတော့ Bohemian ဆိုတဲ့စလုံးလေးကိုနည်းနည်းလေးရှင်းပြပေးပါမယ် Bohemian ဆိုတာကငွေကြေးချမ်းသာမှုထက်အမှုပညာကိုလိုလားနေတဲ့သူပေါ့နော်ပတ်စံချမ်းသာသည်ဖြစ်စေမချမ်းသာသည်ဖြစ်စေအမှုပညာအလုပ်လုပ်နေရရင်ကျေနပ်နေတဲ့ lifestyle မျိုးပေါ့နော်အဲ့လိုမျိုးဘဝပုံစံမျိုးကို Bohemian life လို့ခေါ်တယ်ပေါ့နော်ဒီနေရာမှာတော့အင်ချင်မဲ့နေထိုင်မှုဘဝပုံစံလို့ပဲဘာသာပြန်ပြပါမယ်ဒီတစ်ပတ်ကတော့ဒီလောက်ပါပဲနောက်တစ်ပတ်ကျရင် part 2ကိုဆက်ပြီးတော့ဘာသာပြန်ပေးပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ် Thank you so much